ရွှေတွေကိုတကယ်ပဲဖန်တီးလို့ရသလားလူသားတွေဟာရာစုနှစ်ပေါင်းများစွာကလေးကတာမန်တက်ထုတွေကိုရွှေဖြစ်ပြောင်းလဲနိုင်ဖို့ကြိုးစားခဲ့ကြပါတယ်မြန်မာနိုင်ငံမှာဆိုရင်လည်းအကီးရဲ့ပညာနဲ့ဖိုးထိုးတယ်ဆိုတဲ့အယူဆတွေလည်းရှိပါတယ်သူတို့ရဲ့အိမ်မက်ကတော့တာမန်တက်ထုကနေရွှေဖြစ်ပြောင်းလဲဖို့ပါဒါဟာလည်းတကယ်တော့စိတ်ကူးယဉ်စရာပါတကယ်လို့သာရွှေကိုအဲ့လိုဖန်တီးနိုင်တယ်ဆိုရင်ရွှေကိုခက်ခက်ခဲခဲရှာနေစရာမလိုတော့ဘဲနဲ့ချမ်းသာကြီးပေါ့ရွှေဆိုတာကလည်းခေတ်ဆက်ကလေးကလူတိုင်းမမောတဲ့အဖိုးတန်ပစ္စည်းဖြစ်နေခဲ့တာ哦တကယ်လို့သာရွှေကိုအဲ့လိုခက်ခက်ခဲရှာဖွေနေစရာမလိုဘဲနဲ့ဤပညာအကူအညီတစ်ခုခုနဲ့ဖန်တီးလို့ရတယ်ဆိုလို့ရှိရင်ဘာတွေဆက်ဖြစ်မလဲလူတိုင်းတစ်ထေးဖြစ်ပြီလားရွှေကိုဖန်တီးလို့ရတယ်မရဘူးဆိုတာကိုမပြောခင်ရွှေကဘာလို့တန်ဖိုးကြီးနေတာလဲဆိုတော့ကိုအရင်ဆုံးစဉ်းစားကြည့်လိုက်ကြအောင်ပါလူအဖွဲ့အစည်းထဲမှာလူသားတွေသတ်မှတ်ကြတဲ့တန်ဖိုးဆိုတာအရေးအသွေးရှားပါမှုနဲ့လူတွေရဲ့လိုအပ်ချက်ပေါ်မှာမူတည်ပါတယ်ဒီအချက်တွေပါဝင်မှသာတကယ်တန်ဖိုးဆိုတာဖြစ်လာတာပါပစ္စည်းတစ်ခုဟာ quality ရှိနေုံနဲ့မလုံလောက်ပါဘူး quality ဟာသူ့တဘာဝအရာကိုကတန်ဖိုးရှိနေပေမဲ့နှိုင်းယှဉ်မှုအရာဆိုရင်ရှားပါမှု rarity နဲ့လူတွေရဲ့လိုအပ်ချက် demand လည်းရှိဖို့လိုပါတယ်ဥပမာလူတိုင်းကချမ်းသာနေဘယ်သူမှတတိမဟုတ်တော့သလိုပဲအကုန်လုံးကရွှေဖြစ်နေရင်လည်းအဲ့ရွှေကတန်ဖိုးမရှိတော့ဘူးပေါ့လိုရင်းကိုပြန်ဆက်ရရင်တကယ်လို့ရွှေတွေကိုစက်ရုံတွေကနေပေါ်တီတီထုတ်နိုင်နေဆိုရင်ရွှေဟာတာမန်တက်ထုတစ်မျိုးလိုပဲဖြစ်သွားနိုင်ပါတယ်ကျွန်တော်တို့ရဲ့လူသုံးကုန်ပစ္စည်းတွေမှာလည်းအသုံးပြုလာကြပါလိမ့်မယ်ဒါအပြင်တနည်းနည်းနဲ့ရွှေမီခိုနေတဲ့ရွှေဈေးကွက်ကြီးကတော့ပျက်စီးကောင်းပျက်စီးသွားနိုင်ပါတယ်ဒါဆိုရင်အခုချိန်ထိရွှေကိုအဲ့လိုမသုံးကြသေးဘူးဆိုတော့ရွှေကတကယ်ဖန်တီးလို့မရတဲ့အရာဖြစ်နေလို့လားဒါမှမဟုတ်ရွှေရဲ့တန်ဖိုးကြမှာဆိုလို့မထုတ်ကြတာလားအဲ့ဒီအကြောင်းအရာတွေကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်လူတွေနှစ်ပေါင်းရာနဲ့ချီအောင်စူးစမ်းခဲ့ကြတယ်ဆိုတော့တရားရောက်ကများရွှေကိုဖန်တီးနိုင်ခဲ့ကြတာဒီမိကွန်းရဲ့အဖြေကိုမပြောခင်ကျွန်တော်တို့အရင်ဆုံးရွှေဆိုတာဘာလဲဆိုတော့ကိုနားလည်ဖို့လိုပါတယ်ကျွန်တော်တို့ကရွှေကိုကြည့်တဲ့အခါရွှေလို့ပဲမြင်ကြပါတယ်ဒါပေမဲ့သိပ္ပံရှုထောင့်ကနေကြည့်မယ်ဆိုရင်ရွှေဆိုတာ gold element တစ်ခုဖြစ်ပါတယ်ရွှေရဲ့ atomic number ကတော့89ပါဘာလို့လဲဆိုရင်ရွှေ atom တစ်လုံးရဲ့ nucleus ထဲမှာ proton 89လုံးရှိလို့ပါတကယ်တော့ဘာ dressing ဖြစ်တယ်ဆိုတာကို atom တစ်ခုရဲ့ proton အရေအတွက်ကသာဆုံးဖြတ်ပေးပါတယ် proton တစ်လုံးနဲ့ရှိတယ်ဆိုရင် hydrogen လို့သတ်မှတ်ပါတယ်နှလုံးရှိရဆိုရင်တော့ helium ပေါ့ proton 6လုံးရှိရဆိုလို့ရှိရင် carbon လို့သတ်မှတ်ပါတယ်ပြီးတော့ proton 89လုံးရှိရဆိုရင်ရွှေဆိုပြီးတော့သတ်မှတ်ကြတာပါဒါဆိုရွှေမဟုတ်တဲ့ atom တစ်ခုကိုရွှေဖြစ်အောင်လုပ်ဖို့ဆိုရင်အဲ့ဒီ atom ရဲ့ nucleus ထဲက proton အရေအတွက်ကိုရွှေရဲ့ proton အရေအတွက်နဲ့တူအောင်လုပ်ပေးနိုင်တယ်ဆိုရင်အဲ့ဒါဆိုရင်ရွှေကိုဖန်တီးလို့ရပါပြီရှေးခေတ်အကီးရဲ့ပညာရှင်တွေကတော့တက်ထုတွေကိုအပူပေးတာရောဆက်တာတို့တန့်စင်တာတို့ပြီးတော့မီးဖိုထဲမှာထပ်ခါစမ်းသပ်တာတွေပြုလုပ်ကြပါတယ်သူတို့ကဒီလိုနည်းနဲ့တက်ထုတွေရဲ့သဘာဝကိုပြောင်းလဲနိုင်မယ်လို့ယုံကြည်ခဲ့ကြတာပါအထူးသဖြင့်ခဲတို့ကြေးနီတို့ငွေတို့အဲ့လိုတက်ထုတွေကိုရွှေအဖြစ်ပြောင်းလဲနိုင်ဖို့ကြိုးစားခဲ့ကြတာပါဒါပေမဲ့ဒီနေရာမှာပြဿနာတစ်ခုရှိပါတယ် chemical reaction တစ်ခုလုပ်ရုံနဲ့ element တွေကိုတခြား element တစ်ခုဖြစ်ပြောင်းလို့မရပါဘူး။ဘာကြောင့်လဲဆိုရင် chemistry မှာများသောအားဖြင့် atom တွေရဲ့အပြင်ဘက်က electron တွေကိုပဲပြောင်းလဲလို့ရတာပါ။ element တွေရဲ့ identity ကိုသတ်မှတ်ပေးတဲ့ nucleus ထဲက proton အရေအတွက်ကိုတော့ပြောင်းလို့မရပါဘူး။ဒါကြောင့်ခဲတို့ကြေးနီတို့ပြဓာတ်တို့ကိုမီးဖိုထဲထည့်ပြီးတော့အပူပေးရုံနဲ့ရွှေဖြစ်လာမှာမဟုတ်ပါဘူး။ဒါဆိုရင်နှစ်ပေါင်းများစွာစူးစမ်းခဲ့ကြတဲ့ဒီနီလန်းဟာတဲ့ရေသွန်းသလိုဖြစ်သွားပါပြီ။ဒါပေမဲ့ proton ရေတော့ကိုပြောင်းလို့ရတဲ့နီလန်းတစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့ nuclear physics ပါဒါကိုသိပ္ပံပညာမှာ nuclear transmutation လို့ခေါ်ပါတယ်ရိုးရိုးရှင်းရှင်းပြောရရင် element တစ်ခုရဲ့ nucleus ကိုပြောင်းပြီးတော့အခြား element တစ်ခုဖြစ်အောင်လုပ်တာပါဒီလိုသာတကယ်လုပ်နိုင်ပြီဆိုရင်ရှေးခေတ်လူသားတွေအိမ်မက်မှတ်ခဲ့တဲ့ဒီအရာ theory သက်မဟုတ်တော့ပဲရွှေကိုတကယ်ဖန်တီးနိုင်တော့မှာပါဒါဆိုဒီနီလန်းနဲ့ရွှေကိုတကယ်ဖန်တီးနိုင်နေပြီလားဟုတ်ပါတယ်တကယ်ပဲရွှေကိုဖန်တီးနိုင်နေပါပြီလူသားတွေဟာ nuclear reaction ကိုသုံးပြီးတော့ gold nuclei ကိုထုတ်လုပ်နိုင်ခဲ့ပါပြီဥပမာ mercury ကိုကြည့်ပါ mercury ရဲ့ atomic number က80ပါရွှေကတော့89ပါဆိုလိုတာက mercury ရဲ့ proton ရေအတွက်ကို nuclear reaction သုံးပြီးတော့ proton တစ်လုံးလျှော့လိုက်ရင်ဒါဆိုရွှေဖြစ်လာနိုင်ပါပြီ1982ခုနှစ်တုန်းက American နိုင်ငံ Berkeley Lab က Nobel ဆုရသိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Glenn Seaborg နဲ့အဖွဲ့က particle accelerator ကိုအသုံးပြုပြီးတော့ bismuth သတ္တုကနေရွှေအတန်အနှဲငယ်ကိုအမှန်တကယ်ပြောင်းလဲဖန်တီးပြခဲ့မှုပါတယ်။ဒါဟာသိပ္ပံသမိုင်းမှာသမိုင်းဝင်ဖြစ်စဉ်တစ်ခုပါ။ရှေးခေတ်လူသားတွေအိမ်မက်မှတ်ခဲ့တဲ့အရာကိုခေတ်သစ်သိပ္ပံနဲ့လှုပ်ဆောင်လာနိုင်ခဲ့ပါပြီ။ဒီနေရာမှာလူများစုမေးကြမယ့်မေးခွန်းတစ်ခုရှိပါတယ်။ဒါဆိုရွှေကိုစက်ရုံတွေမှာအမြောင်များမထုတ်ကြဘူးလားဆိုတာပါ။ဒါကဒီလိုရှိပါတယ်။ရွှေကိုဖန်တီးနိုင်တယ်ဆိုပေမဲ့အဲ့ဒီရွှေကိုဖန်တီးဖို့ကုန်ကျစရိတ်ကရွှေရဲ့တန်ဖိုးထက်အဆမတန်ပိုများနေတာကြောင့်ပါ။ nuclear transmutation လုပ်ဖို့ particle accelerator တွေ nuclear reactor တွေလိုရှုပ်ထွေးတဲ့
စက်ကရိယာတွေနဲ့အလွန်မြင့်မားတဲ့စွမ်းရည်တွေလိုအပ်ပါတယ်ပြီးတော့ထုတ်လုပ်ရရှိတဲ့ရွှေပမာဏကလည်းအလွန်မင်းသေးငယ်ပါတယ်တခါလေထွက်လာတဲ့ nuclear တွေထဲမှာ radioactive isotope တွေပါနိုင်ပြီးတော့ချို့ကလည်းအချိန်ကြာလာတာနဲ့အမျှ radioactive decay ဖြစ်သွားနိုင်ပါတယ်။ဒါကြောင့်ရွှေကိုဖန်တီးနိုင်လားဆိုရင်လူသားတွေတကယ်ပဲဖန်တီးနိုင်ခဲ့ပါပြီ။ရွှေကိုအမြတ်ရအောင်ထုတ်လုပ်နိုင်လားဆိုရင်တော့ထုတ်လုပ်နိုင်သေးပါဘူး။ရှေးခေတ်လူသားတွေရဲ့အိမ်မက်ဟာလုံးဝအဓိပ္ပာယ်မဲ့တဲ့အိမ်မက်တစ်ခုတော့မဟုတ်ပါဘူး။သူတို့မှာနီးလန်းမှန်မရှိခဲ့တာကြောင့်ပါ။ခေတ်သစ်သိပ္ပံကတော့ဒီမေးခွန်းရဲ့အဖြေကိုရှာဖွေတွေ့ရှိခဲ့ပါပြီ။ဒါပေမဲ့ရွှေကိုဖန်တီးတာထက်ရွှေကိုဝယ်လိုက်တာကအများကြီးဈေးပိုသက်သာပါတယ်။ဒါကြောင့်လူသားတွေကရွှေကိုဖန်တီးနိုင်ခဲ့ပေမဲ့ရွှေဖန်တီးတဲ့နီလန်းကိုစီးပွားရေးအရာအောင်မြင်အောင်တော့မလုပ်နိုင်ခဲ့ကြသေးဘူးလို့ဆိုရမှာပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ